မြေပဲစားရင်အစီပြန်မယ်ဝက်ချံထွက်မယ်ဆိုပြီးရှောင်နေကြတာလားမြေပဲစိတ်လေးကတော့ငါကြောင့်ဝက်ချံထွက်တာမဟုတ်ရပါဘူးကွာဆိုပြီးရှင်းပြခြင်းနေပါပြီ တကယ်တေးခန့်ကတဘာဝမြေပဲလေးမဟုတ်ပါဘူးစီဟောင်းနေနဲ့ကြော်ထားပြီးစားရီတကြားတွေအများကြီးထည့်ထားတဲ့မြေပဲကြော်တွေကသာတကယ်ပြဿနာပါ သိပ္ပံနေကြပြောရရင်တဘာဝမြေပဲမှာပါဝင်တဲ့အစီဟာခန္ဓာကိုယ်အတွက်အရန်ကောင်းမွန်တဲ့ mono unsaturated fat ခေါ်တဲ့အကျိုးပြုအစီအနှစ်တွေပဲဖြစ်ပါတယ်ဒါအပြင်သူ့မှာဗီတာမင် E အများကြီးပါဝင်တဲ့အတွက်ပျက်စီးသွားတဲ့အရေပြားဆဲတွေကိုပြန်လည်ပြုပြင်ပေးပြီးအသားအရည်ကိုတောင်ပိုလှစေပါသေးတယ်။ဝက်ချံထွက်ရတဲ့အကြောင်းရင်းကမြေပဲကိုကြော်တဲ့အခါသုံးတဲ့စီဟောင်းတွေမှာပါတဲ့အစိတ်အတောက်တွေနဲ့အငံဓာတ်တွေကခန္ဓာကိုယ်ကိုရောင်ရမ်းစေလို့ပါ။အဲဒီလိုရောင်ရမ်းမှုတွေဖြစ်လာတဲ့အခါမှာမျက်နှာကအစီကလင်းတွေကိုပိုအလုတ်လုတ်စေပြီးချွေးပေါက်ပိတ်ကဝက်ချံတွေထွက်လာရတာပဲဖြစ်ပါတယ်။ဒါကြောင့်ဝက်ချံလဲကင်းပြီးအာဟာရလဲရက်ချင်ရင်စီမပါပဲလှော်ထားတဲ့မြေပဲလှော်ဒါမှမဟုတ်မြေပဲပြုတ်ကိုသာရွေးချယ်စားသုံးပေးသင့်ပါတယ်။နောက်ဆိုရင်မြေပဲလေးကိုအထင်မလွဲကြနဲ့တော့နော်။မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတတွေနေတိုင်းသိရဖို့ Shift Up ကို follow လုပ်ထားလိုက်ပါအောင်။